ယောက်ျားတို့ကြုံမေးစရာရှိတယ်မေးလေတို့ကျုပ်နေမရခင်တော့မှာပေါ့တော့ကောက်ပလေးပါလေတော့ရီးစားထားခဲ့လား ရီးစားတော့ထားတာပေါ့ကွာခုမှလာပြီရီးစားထားတာပေါ့ဆိုအဲ့ရီးစားကျုပ်တက်ချောလား မဘာလို့မေးနေရတော့ခုမှလာပြီ ပြင်းလို့မေးတာပါတော့တခါလေကျုပ်ကပြင်းတော့လဲပေါ့ပေါ့ရှာမေးကြည့်ရပေါ့ မပြဿနာတက်အောင်လို့လုပ်နေရမယ်ကဲပြဿနာလည်းမရှာပါဘူးပြောပြပါသိချင်လို့ပါဆိုရှိတယ်ရီးစားတော့ရှိတယ်ရီးစားတယောက်ရှိတယ်အရန်လှတယ်ကွာဟုတ်လားအရန်လှတယ်စပယ်ရန်လည်းဖြောက်လေးနဲ့ခန္ဓာကိုယ်ကလည်းလုံးဝတော်တော်လေးပဲရန်လှတယ်ကျွန်တော်ပြသိချင်သေးတယ် ကျုပ်ထက်ပြန်ဟိုလာနေတယ်ကောင်းမ မှန်တိုင်းပြောမှာလား မှန်တိုင်းပြောပါတော့ကျုပ်ကသိချင်လို့ပေါ့တော့ မင်းနဲ့တော့နသစီနဲ့အီးပဲကွာအဲ့ဒါတော့လာအဲ့ဒါဆိုကျုပ်ကအီးတုံးမှပြီလို့ မဟုတ်ဘူးလေမင်းနဲ့ငါပြဿနာမချအောင်ပြောထားတယ် ဘာလို့ရှာဖို့တော့သူနဲ့ရီသားတွေဖြစ်တော့မှာပေါ့တော့ဒီမှာတို့ဟိုဘယ်လေးချုပ်သွားကြအောင်အကောင်မတော့ဘာမုတ်တင်နေဝယ်ပြီးတော့ကျုပ်မသိလို့ပြောတယ်လား ဟော6သွားဆိုကွာသူ့မွေးနေဆိုရင် surprise အကြီးလုပ်ပြီးတော့ကွာ surprise အကြီးဟုတ်ပြီသူစားရင်လည်းဆိုလို့ရှိရင်ကွာမာလာရှန်ကို ပီဇာတွေပါ ပီဇာတို့ညာတွေကသူ့ surprise လုပ်ခိုင်းတာလက်ခင်မိုးနေပြီဆိုလို့ဖုံးဆက်လိုက်တာနဲ့သူ့ရဲ့ရှေ့မှာကိုကပန်းစည်းကိုင်တော့မှအဲ့လိုအရန်နဲ့ကွာအရန်တော့မလီနော်မလီအားရပါရတွေကိုပြောပြရတာတော့ပါပြီကျုပ်ပြောပါဦးမကျုပ်ပြောပါဦး မဟုတ်ပါဘူးမင်းနဲ့ဘာမှပြဿနာမရှာဘူးမပြောလို့ကွာအဲ့ဒါဆိုရင်တော့တော်နဲ့ကျုပ်ရဲ့ချစ်သူဘဝမှာတော့ဟမ်နေကြစီလေးတစ်ထောက်တောင်မှကျုပ်မှာစားကျင်လို့တော့မှားလိုက်တာလေနောက်နေ့ကူးမှလာဖို့နေကြစီဟမ်ပန်းစည်းတွေစပလိုက်တွေ လာမယ်အဲ့ဒါကြီးလာမယ် မလာတော့နဲ့လေ ခဏလေးစောင့်လာမယ် မလာတော့ပါ အခုမှလာမယ်မင်း မလာတော့ပါနဲ့ လာမယ်အဲ့ဒါကြီးလာမယ်ညော်လင်းချက်ခဏလေးစောင့် တော့ပြီလေခလေးနှစ်ယောက်နဲ့ဘိုက်တစ်ပိုက်ပဲဖြစ်နေပြီမညောဘူးတော့ပါဘူးတော့ လာမယ်လို့ဒီကောင်ကြီးကအများကြီးညော်လင်းချက်တွေလည်းအများကြီး တော့ပါ